Hello အားလုံးပဲမင်္ဂလာပါဒီနေ့ပေါ့နော် TikTok ကိုကြည့်နေရင်လည်း information တစ်ခုရခဲ့တယ်အဲ့ဒီ information အားလုံးအတွက်ကြိုးရှိမယ်လို့မျှော်လင့်တဲ့အတွက်မလို့ sharing လာလုပ်တာဖြစ်ပါတယ်ဘာလဲဆိုတော့ဒီ skill trade ဘက်ကိုစိတ်ဝင်စားပြီး learning လုပ်ချင်နေတဲ့လူတွေပေါ့နော်trading school ဘက်ကိုသွားချင်နေတဲ့လူတွေအတွက်အထူးပဲကောင်းမွန်တဲ့သတင်းကောင်းဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့Home Depot ကနေပြီးမှပေါ့နော် online class ပေါ့နော် free certification course တွေကို offer လုပ်နေတာကိုတွေ့ရတယ် Home Depot မသိတဲ့လူမရှိတော့ပါဘူးเนาะသူကကြတော့တကယ်ကိုတိုလီမုတ်စာအိမ်သုံးပရိဘောကအသေးရနဲ့ကြီးထီရောင်းတဲ့ hardware ဆိုင်ဟုတ်တယ်လေเนาะဆိုတော့ဒီ Home Depot ကနေပြီးမှဘာတွေတင်တန်းတွေပေးနေတယ်လဲဆိုတော့ HVAC တို့ပေါ့နော် plumbing တို့ electrical တို့ painting တို့ carpenter တို့ပြီးလို့ရှိရင် flooring တို့ construction basic ပေါ့နော် general labor တို့သူတို့ကအများကြီးရှိတယ်အဲ့အများကြီးထဲမှာကိုကတစ်ခုမကလို့တစ်ခုပေါ့နော်အများကြီးကိုယူချင်တဲ့ဟာပေါ့နော်စိတ်ဝင်စားရအကုန်လုံးကို online study ပေါ့နော်လုပ်ရတယ်ပြီးလို့ရှိရင်တို့က certificate ပေးမှာဖြစ်တယ်ဆိုတော့အခုလိုမျိုးပေါ့နော် opportunity ဒီလိုမျိုးအခွင့်အရေးလေးတွေကအရန်ကောင်းတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့တကယ်တမ်းကိုကအလုပ်ပေါ့နော်ရှာတဲ့ချိန်မှာဒီနိုင်ငံမှာပေါ့နော်အထူးသဖြင့်ကိုယ့်ရဲ့ resume မှာအလုပ်ကိုယ့်ရဲ့ CV resume ပေါ့နော် form မှာအရေးချင်းကိုကဘာရှိတယ်ဆိုတဲ့အကြောင်းကိုပိုများပြနိုင်လေလုပ်ပြနိုင်လေပြောပြနိုင်လေအလုပ်ရှင်တွေကကိုယ့်ကိုပို့ပြီးမှရွေးချယ်ခံရမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်မထင်တာကတော့အရန်ကိုအထူးပဲကောင်းမွန်တဲ့information ဟုတ်တယ်ဘယ်လို check ဘယ်လိုတွားကြည့်ရမလဲဆိုရင်ကျွန်မဒီမှာ link ချန်ထားခဲ့မယ် Pad Pro Skill ဆိုတဲ့ Home Depot website ကိုတွားပြီးမှကိုစိတ်ဝင်စားရ courses တွေအကုန်လုံးကိုရွေးလို့ရတယ် register လုပ်ပြီးမှပေါ့နော်ဆိုတော့ online ဖြစ်တဲ့အတွက်မလို့ဟိုကျောင်းတွေလိုမျိုး tuition fee တွေလည်းမရှိဘူး free offer လုပ်နေတာဖြစ်တဲ့အတွက်ပြီးလို့ရှိရင် certificate လေးကိုလည်းကိုကအောင်မြင်စွာနဲ့ပြီးသွားလို့ရှိရင်ရမှာဖြစ်တဲ့အတွက်တကယ်ကိုကောင်းမွန်တဲ့training လေးဖြစ်တယ်ပေါ့နော် skill trade ဘက်ပိုင်းဆိုင်ရာကိုစိတ်ဝင်စားနေတဲ့လူတွေအတွက်တကယ်ကို check out လုပ်ကြည့်ပါလို့ဒီမှာ sharing နဲ့အားလုံးကိုကျေးဇူးတင်ပါတယ် bye guys